จะมาตะคุบย้อมเนาะนี่จะมาปัสสันลีลูลูဆိုပြီးတော့ပစ္စည်းလေးတွေတွားပြရောင်းတာပေါ့နော်ပစ္စည်းလေးတွေတွားရောင်းတော့ဒီမှာအားလုံးပေါင်းလက်စုပ်က3ဝင်ဆွဲကြွ2ကုန်းဆိုတော့ဆွဲကြ2ကုန်းပြဟိုပါပေါ့နော်တခြားကဲလေးတွေက25တိအဲ့ဒါလေးဆွဲတဲ့ကိုတွားရောင်းလို့ဒီတော့အားလုံးပေါင်းပေါင်းတယ်ပြတ်ထားတာနောက်ပိုင်းတော့အားလုံးပေါင်းကျမရဲ့အပေါင်းက100နဲ့5သိန်း3ပေါင်းပဲရှိတယ်ဒီတိုင်းငွေတရဟောက်ပဲပေါင်းတာပေါ့နော်100နဲ့5သိန်းပဲရှိတယ်အဲ့ဒါကိုမှသူတို့စီပြန်လာတဲ့တော့အားလုံးပေါင်းကို69သိန်းတစ်ပေါင်းရမယ်တဲ့ပြောတယ်ပြီးတော့ဒီပစ္စည်းကကျမလောက်ထားတာက17လပိုင်းပေါ့နော်2020လေး17လပိုင်းကလောက်ထားတာဆွဲချိုးတစ်ကောင်ကတော့ဟိုကတော့လောက်ထားပေါ့သူကနည်းနည်းတော့ကြာပြီနည်းနည်းတော့ကြာပြီလောက်ထားတာအဲ့ဒါကိုအဲ့ဒါဒီမှာတရားမရဘူးလားလို့တရားတောင်းတယ်တရားမရဘူးလားဆိုတရားမရဘူးအများဘူးလို့ကျွန်မမြောင်းပြီးဆိုတော့ပြန်လာပြီးတော့ကျွန်မမန်းမျိုးစင်းကိုတငယ်ချင်းကြောက်ကမန်းမျိုးစင်းသူရောင်းနေကြဆိုင်ရှိတယ်တဲ့အဲ့ဆိုင်ကိုတဲ့ပြပေးမယ်တဲ့ဆိုရလာခဲ့ဆိုတော့ခေါ်လို့ဆိုတော့လိုက်တာဆိုင်တော့တော့ပြအဲ့တော့ဘာရောင်းလာတော့အဲ့ဆိုင်ကနေပြီးတော့အခောက်ကပစ္စည်းတကြားကလေးအခောက်လေး25လို့အခောက်လေးတက်ကျန်တဲ့ဟာလေးက15ပဲစီတက်နဲ့ဝယ်ပြီးလိုက်တာဘယ်လောက်ရလဲဘယ်လောက်ရအားလုံးပေါင်း130နဲ့2သိန်းရဆိုတော့ကတော့ဒါသူပစ္စည်းသူစီပြန်ရောက်လာကို60နဲ့9သိန်းနဲ့1000ပဲရတာအဲ့ဒီပစ္စည်းအတိုင်းကိုအဲ့ဟိုဘာလို့ဝေးဖြိုးဆိုတဲ့ဆိုင်ကအဲ့ဒီအတိုင်းကိုဝယ်ပေးလိုက်တာနော်အခုပွင့်ဝေးတဲ့အဲ့ဒီအတိုင်းဝယ်ပေးလိုက်တာ130နဲ့2သိန်းရတယ်ဘယ်လောက်กว่าလဲဆိုတာတဲတို့ကွာကိုပြတ်ကြည့်တော့ဒီမှာအပုံပြောတော့ဟန်နာကြည့်လိုက်လက်ချက်ချက်นี่ก็ใช่แล้วนี่ก็ใช่แล้วนี่ก็ใช่แล้วย่างมาแล้วก็ใช่ย่างมาแล้วก็ใช่ก็ไม่ได้มาอยู่ที่จ้าบ่าวจ้าจังเลยสิล่ะจะมาแต่จานนี้ที่แบบเดียวอะไร6လအထိပွဲတဲ့6လအထိပွဲလို့ဆိုရင်ရှုံးမှုတဲ့အခုမဲ့အိုင်းရှုံးတော့သူတို့စီသွားတော့69သိန်း1000နဲ့စဉ်းစားကြည့်အောင်လောက်တော့ကွာအပြင်ကဝယ်လာတော့မှ